ကဘာပေါ်မှာအလွန်တရာရှုပ်ထွေးပြီးတော့လှပလွန်တဲ့သေးတံတွေကိုပိုင်ဆိုင်ထားတဲ့ငှက်မျိုးစိတ်ကဘယ်သူဖြစ်မလဲလို့တွေးမိဖို့ပါသလားမျိုးစိတ်ပေါင်းများစွာရှိတဲ့ထဲမှာမှစူပါလာယာငှက်ဟာတမူထူးခြားတဲ့အနုပညာရှင်တယောက်ဆိုလဲမမှားပါဘူးသူကတော့တောနက်ကြီးထဲမှာသူ့ရဲ့ဖျော်ဖြေပွဲတွေကိုကျင်းပဖို့အတွက်တီးတန့်နေရာလေးတစ်ခုကိုရွေးချယ်ထားတတ်ပါတယ်အဖော်ဖြစ်သူအမတွေကိုဆွဲဆောင်နိုင်မှုအတွက်သူဟာသူပိုင်ဆိုင်သမျှအကောင်းဆုံးသေးတံတွေကိုတီဆိုလေးရှိပါတယ်။အဲ့ဒီလိုတီဆိုတဲ့အခါမှာသူ့ဘက်ဝန်းကျင်မှာကြားနေရတဲ့တခြားငှက်တွေရဲ့အတန်တွေကိုလည်းအမိအယမှတ်သားပြီးတူပါတီဆိုတတ်ပါတယ်။ဥပမာခူကာဘူရာငှက်ရဲ့အတန်မျိုးပေါ့။ဒါဟာအင်မတန်လက်တွေ့ကြပြီးသူတစ်ပါးကိုအံ့အားသင့်စေမဲ့ပုံသူတရုပ်ဆောင်မှုတစ်ခုပါပဲ။ဒီလောက်ထိတောင်မှသူကတခြားအတန်တွေကိုကျွမ်းကျင်စွာတူပါနိုင်တာဖြစ်ပါတယ်။သူဟာအနည်းဆုံးငှက်မျိုးစိတ်20လောက်ရဲ့အတန်တွေကိုအတိအကျတူပါနိုင်ပါတယ်။ပြီးတော့တခြားငှက်အဖော်တွေကိုကြော်ဖြတ်ပြီးအမတွေကိုဆွဲဆောင်နိုင်မှုအတွက်တောထဲမှာကြားရတဲ့တခြားအတန်တွေကိုလည်းသူ့ရဲ့သေးတံထဲမှာထည့်သွင်းအသုံးပြုလို့ရှိပါတယ်။ဥပမာအားဖြင့်ကင်မရာရှတ်တာတန်ကိုတူပါတာမျိုးကင်မရာမန်ဘလူးအလုပ်လုပ်တဲ့အတန်မျိုးကားနှိုးဆက်တန်မျိုးတောထဲမှာတစ်ခုခုခုတ်နေတဲ့လွှားဆက်တန်မျိုးတွေကိုတော့မှသူကအမိအယတူပါပြီးဖျော်ဖြေတတ်ပါသေးတယ်။